ရှင်ဒီနေ့ကတော့အခန်းရှင်းပါပဲဖြစ်ပါရှင်အခန်းကကြောက်တော့တည်တော့ခွန်နေမဖြစ်ဘူးပေါ့နော်ကြည်လိုက်အမကြီးဒီအပေါ်ကြီးမှာပဲဘာတွေမြင်ရလဲကြည့်လိုက်ပါအောင်ရှင်ဟမ်ရောပြပေးမယ်မလေးအဲ့ပေါ်မှာကျန်ဖုန်းနဲ့တက်နေပြီလိုအဲ့ကြီးကလည်းခွန်နေမဖြစ်ဘာမဖြစ်နေဖြစ်နေတဲ့အတွက်ကြောင့်မလို့ပတ်1ပတ်2တော့ဖြစ်သွားပါမယ်ရှင်ရှင်းလာလေးရှာလိုက်ကြည့်ပြီးအောင်ပေါ့နော်ရှင်းလိုက်ပါမယ်အမြန်ရှင်းလိုက်မယ်ပေါ့နော်ကဲအမြန်ရှင်းလိုက်ပါအောင်မယ်ရှင်ရှင်းတော့မယ်ပေါ့နော်ဂတိပေါ်မှာရှိနေတဲ့ပစ္စည်းတွေကိုခုထပ်လိုက်ပါမယ်ပေါ့နော်ပစ္စည်းတွေကိုတော့ထပ်ပါမယ်ထမင်းလေးကတူတူပဲဆိုတော့ထပ်လိုက်ပါမယ်တမထမင်းပူတယ်ဂတိပေါ်မှာထမင်းဝါလောက်ထားပေါ့နော်ဘောနော်ရှင်းရတာတွေကနည်းနည်းတော့ခက်တာပဲဆိုတကြမလို့ပတ်ထူလေးကိုတော့ဝိုင်းပြီးတော့ကြည့်ပေးကြပါအောင်နော်ဒါကြတော့ဘောနော်ဒါလို့ပြောရမယ်လိုက်တွေကောက်သိနေပါရှင်လိုက်တွေကောက်သိနေကောက်သိရလို့ရှိရင်အမဖက်ခါအောင်ဒီဟိုအပေါ်တင်တာကျွန်တော်ခုံရွတ်တင်တာဘောနော်အမခြေတန်းအကျယ်ပဲမြူပါမရအဝိုင်းလှမ်းအော်ပဲပြီးတော့ဒီအပေါ်တိထားရောင်းတယ်လိုက်တယ်အဲ့ဒါတော့အမအိတ်ပေါ့နော်အမအိတ်လေးကိုအမတိထားထိတ်တယ်ပြီးတော့ဒီဆိုရင်တော့အမပေါ့နော်ဟိုဟာလေးဗာလဲဘာညာပေါ့နော်သွားယူပြီးတော့အမဆွဲထုတ်ပြီးတော့လုံးနေတာပေါ့နော်ပြီးတော့ဒီဆိုရင်တော့ဒီဖာလေးပေါ့နော်အမတဖာနောက်ထပ်ကဒီဖာသေးလေးရတဖာဆိုတော့နှစ်ဖာပေါ့နော်အဲ့ဖာလေးထဲမှာကြောက်တော့တူဟမ်းမိတ်စပွဲနဲ့စာရေးစပွဲပေါ်မှာရှိတဲ့ပစ္စည်းလေးတွေကိုဟောပေါ့နော်အဲ့ထုံထည့်မှာပဲဖြစ်ပါတယ်ရှင်ထည့်ထားပါမယ်ကျွန်တော်အလုံးကောက်ထည့်ပြီးတော့ပြီဆိုရင်တော့ပြပြီးတော့ပေါ့နော်ဒီဟမ်းမိတ်စပွဲပေါ်ပေါ်ပါတော့ဟမ်းမိတ်စပွဲပေါ်မှာစီတယ်ပေါ့နော်စီတာမကြောက်ပွားပြီးတော့တွေ့ရအောင်ဘူးထည့်ပြီးတော့လုပ်တာပေါ့နော်ပြီးတော့ပြီဆိုရင်တော့အမျိုးလေးပဲပြန်ညီအောင်လုပ်လိုက်တယ်ပေါ့နော်ညှိပွားရေးဆိုရင်တော့ဒီအပေါ်ကပေါ့နော်ဟမ်းမိတ်စပွဲပေါ်မှာရှိတဲ့ပစ္စည်းကိုလုံးပဲကောက်ထဲပဲပေါ့နော်ဘလုံးကောက်ထဲနေတာပါကောက်ထဲရှင်ဖြစ်ပါဆိုတော့ပြီးတော့ဒီဘောနော်မျက်နှာကိုကြည့်မှာမျက်နှာနဲ့တော့မင်းနေသူကနေရာမှာပါလို့ပေါ့နော်ပြီးတော့ပါကြီးဆိုရင်တော့တတပါနောက်ထပ်ပတ်ထူလေးကိုလည်းဝိုင်းကြည့်ပြီးတော့တတပါသူကတော့ဖာလင်းပါထပ်တာ